မြန်မာပြန်မင်းနေတရုတ်စကလုံးလေးများအခု9000ထား၎င်းအေးတာတကြားအားလုံး每တိုင်းစီ为什么ဘာကြောင့်လဲ零တုံညလျဒါနှစ်မဟုတ်ဘူးနော်သူကနှစ်ခုသုံးခုဆိုတာသိပဲဟုတ်တယ်နှစ်မဟုတ်ဘူးပါယာတရားနှစ်ရာကိုဆိုလိုခြင်းဖြစ်တယ်千ထောင်ကိုဆိုလိုခြင်းဖြစ်တယ်1000 2000第一ပထမကျဒါတော့အထေတွေမှာတစ်ထေနှစ်ထေမှာသုံးတယ်အဝတ်စားတွေမှာသုံးတယ်ကျ非常အလွန်အယံကိုအလွန်ကိုလေးပဲငါလေးပဲသူလေးပဲဆိုတဲ့နေရာမှာသုံးတယ်还ရှိသေးတယ်တခုခုသေးတယ်တခုခုဘယ်လိုပြောမလဲမလုပ်သေးမပြီးသေးဘူးဒါမှမရေးပြီးသေးဘူးမစားပြီးသေးဘူးမှာ还ကိုသုံးတယ်ကျန်းတကယ်လားတကယ်正在နေစေလုံနေစေမလုပ်ပြီးသေးဘူးလက်ရှိလုပ်နေတဲ့ဟာကို已经ပြီးသွားပြီတခုခုပြီးသွားပြီ一起အတူတကွ最အကောင်းဆုံးဘာမှမအရန်ဟိုဖြစ်တာ最ဆိုတာအဆုံးဆိုတာတိပ္ပရနော်နောက်ဆုံးမှာ最ဆိုပါစို့အကောင်းဆုံးဆိုရင်最好的အကောင်းဆုံး最好的သူကဆုံးဆိုတာပေါ့အကောင်းဆုံးတွေ最ကိုဆုံးဒါမှမဟုတ်အရန်ကောင်းတဲ့ဟာဒါမျိုးဆိုလို့ချင်းဖြစ်တယ်贵ဈေးကြီးတော့တခုခုဈေးကြီးတာတွေကို贵နဲ့သုံးလို့ရပါတယ်